မနဲ့နိုးလာရင်ခေါင်းထဲမှာကြည်လင်မနေပဲထိုင်းမိုင်းနေတတ်သလားဒါမှမဟုတ်မနေ့ကကိစ္စတွေအချက်အလက်တွေမေ့နေတတ်သလားတကယ်လို့အဲ့လိုဖြစ်နေပြီဆိုရင်တော့သင်ဟာအရေးပြတ်နေတာဒါမှမဟုတ်အရေးသွေးပြေးဝတဲ့အိတ်ဆက်ခြင်းမရရှိနေတာဖြစ်နိုင်ပါတယ်ခင်ဗျာ Shift Up Channel ကနေကြိုဆိုပါရစေလူတော်များများကအိပ်ပျော်နေချိန်မှာခန္ဓာကိုယ်ရောဥနောက်ပါအနားယူသွားတယ်လို့ထင်မှတ်ထားတတ်ကြပါတယ်ခင်ဗျာဒါပေမဲ့တကယ်တမ်းကျတော့အိပ်ပျော်နေချိန်ဟာကျွန်တော်တို့ရဲ့ဥနောက်ကတနေ့တာလုံးထက်အလုပ်အများဆုံးလုပ်နေတဲ့အချိန်ဖြစ်တယ်ဆိုတာသင်သိပါသလားဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အိမ်မောကြနေချိန်မှာဥနောက်ထဲဘာတွေဖြစ်ပျက်နေသလဲဆိုတော့အမကန်စွမ်းအားတွေကိုရှင်းပြပေးသွားပါမယ်ပထမဆုံးသိထားရမှာကဥနောက်ကိုရေချိုးတန့်စင်ပေးတဲ့ဖြစ်စဉ်ပါပဲတနေ့တာလုံးအလုပ်လုပ်ထားလို့ဥနောက်ထဲမှာအညစ်အကြေးတွေစုပုံနေပါတယ်ကျွန်တော်တို့နှစ်ချိုက်အိပ်ပျော်နေတဲ့အချိန်မှာဥနောက်ဆဲတွေကြားကနေရာလွတ်တွေဟာပိုပြီးကျယ်ဝန်းလာပါတယ်ဒါဟာတန့်စင်ဖို့အစပြုတာပါအဲ့ဒီအချိန်မှာတီးသန့်အည်တစ်မျိုးကဥနောက်ထဲကိုဝင်ရောက်လာပြီးစုပုံနေတဲ့အစိတ်အတောက်တွေကိုပြောင်ဆင်သွားအောင်စေကြောတန့်စင်ပေးလိုက်ပါတယ်ဒီလိုမျိုးညာတိုင်းပုံမှန်စေကြောတန့်စင်ပေးတဲ့ဖြစ်စဉ်ဟာအသက်ကြီးလာတဲ့အခါအဇိုင်းမားယောဂဖြစ်ပွားနိုင်ခြေကိုများစွာလျော့ကျစေပါတယ်ခင်ဗျာဒါကြောင့်အေးဝါဖို့ဆိုတာဟာဥနောက်ကိုတန့်ရှင်းရေးလုပ်ပေးဖို့တော့မရှိမဖြစ်ကိုလိုအပ်တဲ့အရေးကြီးဆုံးအလေးကျင့်တစ်ခုဖြစ်နေတာပါပဲဒုတိယအနေနဲ့ကတော့မှညံ့တွေကိုသိမ်းဆည်းတဲ့ဖြစ်စဉ်ပါနေ့လယ်ဘက်တင်ယူခဲ့သမျှနဲ့မြင်တွေ့ခဲ့သမျှအချက်အလက်တွေကိုပြန်လည်စီစဉ်ပါတယ်အဲ့လိုအချက်အလက်တွေကိုကာလတူမှညံ့ကနေကာလရှည်မှညံ့အဖြစ်ဖိုင်တွဲပြီးတော့ဥနောက်ထဲမှာတည်တည်ချာချာသိမ်းဆည်းပေးလိုက်တာပဲဖြစ်ပါတယ်အဲ့လိုအရေးကြီးတာတွေကိုသိမ်းဆည်းတဲ့အချိန်မှာပဲတကယ်တမ်းမလိုအပ်တော့တဲ့မှညံ့တွေကိုပါတခါတည်းအမြင့်ပြတ်ဖယ်ရှားရှင်းလင်းပေးပါတယ်ခင်ဗျာဒါကြောင့်တင်းရဲ့တင်ယူမှုစွမ်းရည်နဲ့မှတ်ညံတွေအမြဲတမ်းပိုကောင်းခြင်းနဲ့ဆိုရင်တော့ညာတိုင်းအေးရေးဝါအိတ်ဆက်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်ခင်ဗျာတတိယအနေနဲ့ကတော့စိတ်ခံစားမှုတွေကိုထိန်းညှိပေးခြင်းပါကျွန်တော်တို့နှစ်ချိုက်အိပ်ပျော်နေတဲ့အချိန်မှာစိတ်ဖိစီးမှုတွေကိုထိန်းချုပ်ပေးပါတယ်အထူးသဖြင့်စိတ်ခံစားမှုကိုထိန်းချုပ်ပေးတဲ့ဥနောက်ရဲ့အရေးကြီးတဲ့အပိုင်းကိုအသစ်တစ်ဖန်ပြန်လည် refresh လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အေးရေးဝါတဲ့အခါစိတ်တည်ငြိမ်ပြီးစိတ်ဖိစီးမှုတွေကိုပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ပါတယ်အေးရေးမဝတဲ့အခါဒေါသထွက်လွယ်စိတ်တူလွယ်ပါတယ်အဲဒီလိုစိတ်တူလွယ်တာဟာဥနောက်ရဲ့စိတ်ခံစားမှုထိန်းညှိတဲ့အပိုင်းကပြန်လဲ refresh မဖြစ်လို့ဆိုတာကိုအားလုံးပဲသတိပြုပေးဖို့လိုပါတယ်ခင်ဗျာစတုထအနေနဲ့ကတော့ခန္ဓာကိုယ်ဆဲတွေကိုပြန်လဲပြုပြင်ပေးတဲ့ဖြစ်စဉ်ပါကျွန်တော်တို့အိမ်မောကြနေတဲ့အချိန်ရောက်တဲ့အခါခန္ဓာကိုယ်ထဲမှာပြောင်းလဲသွားပါတယ်ခန္ဓာကိုယ်က growth hormone လို့ခေါ်တဲ့ hormone တွေအများကြီးထုတ်ပေးပြီးတော့ကြွက်သားတွေနဲ့အရေပြားဆဲတွေကိုပြန်လဲပြုပြင်ပေးပါတယ်ခင်ဗျာအဲ့ဒီအပြင်ကိုယ်ခံအားစနစ်ကိုပါပြန်လဲတိဆောက်ပေးပါတယ်ဒါကြောင့်အေးရေးဝါအိပ်ပြီးတဲ့နောက်မနက်ခင်းမှာလန်းဆန်းပေါ်ပါနေတာပဲဖြစ်ပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရရင်အနာကျက်မြန်တာဖျားနာတာတွေကင်းဝေးပြီးကိုယ်ခံအားကောင်းတာတွေဟာဒီပြန်လည်ပြုပြင်တဲ့ဖြစ်စဉ်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာ။ကဲအရေးသွေးပြည့်ဝတဲ့အိတ်ဆက်ခြင်းရဖို့အတွက်ဒီနေ့ညကစပြီးလက်တွေ့လုပ်လို့ရမယ့်အကောင်းဆုံးအလေးအကျင့်လေးနှစ်ခုကိုပြောပြပေးပါမယ်။ပထမဆုံးချက်ကတော့အိပ်ရမဝင်ခင်တနားရီလိုမှာဖုန်းလုံးဝမကြည့်ပါနဲ့။ဖုန်းကထွက်တဲ့အပြာရောင်အလင်းဟာအိတ်ဆက်ခြင်းကိုနှောင့်ယှက်ပါတယ်။ဒုတိယအနေနဲ့အိတ်တဲ့အခါအခန်းအပူချိန်ကိုခက်အေးအေးလေးထားပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာအေးမြတဲ့အပူချိန်ဟာအိပ်ပျော်ဖို့ပိုလွယ်ကူစေပါတယ်ဒီလိုရိုးရှင်းတဲ့အလေးအကျင့်လေးတွေကသင်ကိုညဘက်မှာနှစ်ချိုက်အိပ်ပျော်သွားစေဖို့အကောင်းဆုံးကူညီပေးနိုင်မှာအသေးချပါပဲခင်ဗျာအချုပ်အားဖြင့်ပြောရရင်တော့အိပ်ဆက်ခြင်းဟာအချိန်ဖြုံးတာမဟုတ်ပဲမနှက်ဖြန်အတွက်အကောင်းဆုံးယဉ်နှီးမြုပ်နှံမှုဖြစ်ကြောင်းသတိပေးချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like လေးနှိပ်ပေးပါနောက်ထပ်ဘဝတုဒတွေအတွက် Shift Up ကို subscribe နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်မနက်ဖြန်နေ့မှာကျမ်းမာရှင်လန်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ